ကဲတန်ត្រာကမလွတ်ဘူးတဲ့ဘာဖြစ်တယ်တော့အိုးတန်ត្រာကမလွတ်တော့ခုလိုလူဘဝကြီးဖြစ်လိမ့်မယ်မထင်နဲ့ဒီတကယ်ကြောက်စရာကောင်းတာကဘုန်းကြီးတို့ရဲ့အလောင်းတော်ဖရာအလောင်းရင်မကြီးဒီကဘာမှာရောက်နေပြီတခါတော့ကရှင်ဘရင်လှုပ်တယ်ရှင်ဘရင်လှုပ်တဲ့ဘဝတုန်းကဘာမှားတယ်တော့မသိဘူးပေါ့တခါတည်းအနှစ်20လောက်ရှင်ဘရင်လှုပ်လိုက်တဲ့ဥစ္စာအနှစ်2000လောက်ငရဲခံရတယ်ဒီကဘာမှာဒါကြောင့်တန်ត្រာကမလွတ်ဘာဖြစ်တယ်လဲလို့ဆိုရင်တော့မလွတ်လို့ဒီလိုလူရဲ့နတ်ရဲ့ဘာရဲ့ဆိုရင်တော့ပြောပါတော့ဘောဘာဖြစ်တယ်လဲပေါ့ဒါပေမဲ့တကယ်ထိတ်ကျဲတွေကိုငရဲသွားပြီးတော့ရောက်နေတာတွေ့ရတော့တခါအရှင်အာနန္ဒာအလောင်းကြီးအမတန်ရုပ်ချောတဲ့လူဖြစ်နေလို့သူ့ကိုဝိုင်းပြီးတကလားသူများကလိုလားကြတာနဲ့သူကလည်းပြန်ပြီးတကလားဒီအိမ်ရှင်ရှိတာရောမရှိတာရောဘာရောသူကလည်းဖောက်ပြလှုပ်လိုက်လို့ငရဲကြလို့နောက်ယောက်ျားမဟုတ်မိန်းမမဟုတ်တည်းဖြစ်လို့နောက်မိန်းမဘဝတည်းဖြစ်လို့တွဲလဲအောင်အလောင်းတော်ကြီးခံရသေးတယ်ပြီးတော့တန်ត្រာကမလွတ်ဘာဖြစ်တယ်လဲလို့ဆိုရင်မဟုတ်ဘူးမလွတ်ရင်တစ်ချက်ပြန်လဲတာတော်တော်ကြောက်စရာကောင်းတယ်အမုဒ္ဒတာလွတ်ဖို့ဝေးရဲ့မတွေ့နဲ့တော့ဘေးတကယ်ဆုံးအဖုံဖုံဇာပြား၍ธรรมနာအပေခရီး၌တလေဒီလေနေရအုံမီအေးကြောင့်ကတိန်ဒေဝမနုဿာနိရိယနှင့်ပေတတရိษံလာယံအရှိငါးတံဂတိကိုပင်စနထာဘီကောင်းရာမြန်လင်စခန်းတင်လိညံဖြင့်တပြီးညံဖြင့်ဤသို့ဖြစ်စီလွန်မြောက်နိဗ္ဗာန်ရောက်ဖို့အကျိုးငါအထက်တန်းရောက်နေတာညံဆိုတော့ဘုန်းကြီးဘဝနဲ့အထက်တန်းရောက်နေတာညံဒီနေ့ရနေဖို့မလို့အထက်တက်ဖို့ညံကောင်းရနေတာအထက်တက်ဖို့လူတော်တော်ချမ်းသာဖြစ်နေပြီဆိုတော့ဩဒါညံအထက်တက်ဖို့ဒါရနေဖို့မဟုတ်ဘူးခံစားဖို့မဟုတ်ဘူးအထက်တက်ဖို့အမျိုးသမီးတော်တော်ထက်တန်းကြဖြစ်နေပြီဆိုတော့ဩဒါညံလောကထုံးစံတိုင်းနေတယ်လို့ဆိုပေမဲ့လို့ဒါညံငါဒီထက်ကကုသိုလ်ပါရမီတွေအများကြီးစုဆောင်းသွားမယ်ကတိန်ဘဝတည်းဘဝကောင်းတဲ့ဘဝကိုပင်စနာထားပြီးညံဖြင့်တပြီးညံဖြင့်ဤသို့ဖြစ်စီလွန်မြောက်နိဗ္ဗာန်ရောက်ဖို့အကျိုးငါဘာရဘုန်းကြီးတို့ကနိဗ္ဗာန်ဖို့ဘယ်ဘဝကောင်းကောင်းလေးရနိဗ္ဗာန်ဖို့ဘယ်အထက်တန်းလေးရနိဗ္ဗာန်ဖို့ဘုန်းကြီးဘဝနဲ့အစဉ်တန်းမြင်နေနိဗ္ဗာန်ဖို့လူဘဝနဲ့အမျိုးသမီးဘဝနဲ့အမျိုးသားဘဝနဲ့အထက်တန်းရောက်နေနိဗ္ဗာန်ဖို့အဲ့ဒါလိုနှလုံးသွင်းပြီးတော့ပါရမိနိဗ္ဗာန်တွင်စခန်းဝင်ဖို့လမ်းစဉ်အကြဒါနစာသည်ပါရမီအယုကောင်းမှုမျိုးကိုသင်္စရိတ်သာမီတမြင့်တဲ့မြင့်ဆင်ကဲတင်ဝသင်္စရိတ်သာမီတမြင့်တဲ့မြင့်ဆင်ကဲတင်ဖို့အသင့်မကွာချင်းစာတိုးဘွားတစ်မျိုးအပြင်ကြိုးစားဖြစ်ခြင်းပါတော့မိဖုရား